gentleman ဆိုတဲ့စကားလုံးကိုကြားလိုက်ရင်တင်းစိတ်ထဲမှာဘလို့ပုံရိပ်ကိုမြင်မိလဲတန်ဖိုးကြီးဝစ်စုံကိုတက်တက်ရရဝစ်ဆင်ထားတယ်အကောင်ဆုံးတက္ကသိုလ်တွေကဖွဲ့ရထားတယ်နိုင်ငံရဲ့အမြင့်ဆုံးအတိုင်းအဝိုင်းမှာဝင်ဆန့်တယ်ပြီးတော့ကိုယ်နိုင်ငံအပေါ်လုံးဝသစ္စာရှိတယ်ဟုတ်တယ်မလားဒါပေမဲ့တင်သိပါလားဗြိတိန်နိုင်ငံရဲ့သမိုင်းမှာအကြီးမားဆုံးအထိကိုက်ဆုံးတူလီယိုလုံငန်းကြီးတစ်ခုကိုကျူးလွန်ခဲ့တာဟာအပြင်ကရန်သူတွေမဟုတ်ပဲအဲ့ဒီလိုသူတော်ကောင်းတွေဗြိတိန်ရဲ့နှလုံးသားလို့ခေါ်ရမယ် Cambridge တက္ကသိုလ် Cambridge University ကထွက်ပေါ်လာခဲ့တာဆိုတာဒီနေ့ကျွန်တော်တို့ပြောမယ့်ဇာတ်လမ်းက The Cambridge File Cambridge တူလီယို9ရောက်အကြောင်းဒါဟာ1930ခုနှစ်တွေမှာစတင်ခဲ့ကဘာကြီးဟာမတီမငိမ်ဖြစ်နေတဲ့ချိန်ဂျာမနီမှာနာဇီဝါလာကအားကောင်းလာနေတဲ့ချိန်ဗြိတိန်နဲ့အမေရိကန်ကမျက်နှာလွယ်ခဲပစ်လုံနေကြချိန်မှာ Cambridge ကညံအကောင်းဆုံးတောက်ပါဆုံးလူငယ်တစုကကွန်မြူနစ်ဝါဒကလာနာဇီတွေကိုတားဆီးနိုင်မဲ့တစ်ခုတည်းသောလမ်းစဉ်လို့ယုံကြည်ခဲ့ကြတယ်သူတို့ဟာဆိုဗီယက်ထောက်လှမ်းရေး NKVD နောက်ပိုင်း KGB ရဲ့စုဆောင်းမှုကိုခံခဲ့ရတယ်ဒါပေမဲ့ဆိုဗီယက်သူရဲ့အမိန့်ကထူးခြားခဲ့တယ်ပါတီတွေဝင်မလာနဲ့ကွန်မြူနစ်တို့လူတိမခံဘူးဝဲရအောင်ယူပြီးတော့အစိုးရထဲဝင်နေဒီလူငယ်9ယောက်ကတော့ Ken Philby, Donald McLean, Guy Burgess, Anthony Blunt နဲ့ John Karen Cross ပါသူတို့ဟာသူတို့ရဲ့အထက်တန်းလွှာနောက်ခံကြီးကိုအသုံးချပြီးဗြိတိန်အစိုးရရဲ့အရေးကြီးဆုံးနေရာတွေစီကိုလွယ်လွယ်ကူကူပဲတက်လန်းထွားကြတယ်ဝင်ဖောက်တာမဟုတ်ဘူးနော်ဖိတ်ခေါ်တာလား Donald McLean ကနိုင်ငံသားကြီးယုံမှာ Guy Burgess က MI5 မှာခဏလုပ်ပြီး BBC နဲ့နိုင်ငံသားကြီးယုံကိုရောက်သွားတယ် Anthony Blunt က MI5 မှာတာဝန်ကျတယ် John Karen Cross ကဘန်ဒါကြီးဝင်ကြီးဌာနနဲ့လူယူကော့ဖီလေဌာနချုပ် Bletchley Park မှာအဆိုးဆုံးကတော့ Ken Philby ပါသူက British လူယူထောင်လန်းရေးထဲကိုဝင်ရောက်ခဲ့ပြီးယာရုတွေတက်ပြီးနောက်ဆုံးမှဘယ်နေရာကိုရောက်သွားလဲသိလား Soviet စံချင်းရေးဌာန Anti-Soviet Section ရဲ့အကြီးဆုံးအကြီးအကဲဖြစ်သွားခဲ့လားဒီမြောင်ကြည့်လို့ရလား Soviet ကိုတံပြန်တိုက်ခိုက်ဖို့တာဝန်ယူထားတဲ့လူကိုယ်တိုင်က Soviet တူလီယိုဖြစ်နေတာသူတို့ရဲ့သစ္စာဖောက်ခြင်းကဘလောက်ထိကြီးမားခဲ့တယ်လေဒုတိယကမ္ဘာစစ်အတွင်းဒီလေးကျူးရွံမှုအစီအစဉ်အပါအဝင်မဟာမိတ်တွေရဲ့စစ်ရေးအစီအစဉ်တိုင်းဟာလန်ဒန်ကနေဝါရှင်တန်ကိုမရောက်ခင်မော်စကိုကစတာလင်ရဲ့စပွဲပေါ်ကိုအရင်ရောက်နေခဲ့တယ်ဂျွန် Karen Cross ကအမေရိကန်ရဲ့နျူကလ িয়ার ဘုံအစီအစဉ်နဲ့ပတ်သက်တဲ့အရေးကြီးဆုံးလူယူချက်တွေကိုဆိုဗီယက်စီပန်းပို့ခဲ့တယ်စစ်အေးတိုက်ပွဲစတင်ချိန်မှာ CIA နဲ့ MI6 ကပူးပေါင်းပြီးဆိုဗီယက်ထိန်းချုပ်ထားတဲ့အယ်ဘေးနီးယားလူနိုင်ငံတွေထဲကိုလူယူကွန်မန်ဒိုတွေဆေလွန်းဖို့ကြိုးစားခဲ့တယ်အစီအစဉ်တိုင်းပျက်စီးခဲ့တယ်လူတိုင်းအသက်ခံခဲ့ရတယ်ဘာလို့လဲဘာလို့ဆိုတော့အဲ့ဒီစစ်စင်ရဲ့တာဝန်တယောက်က Ken Philby ကိုယ်တိုင်ဖြစ်နေလို့လေသူကကိုလူတွေကိုတင်းမင်းရဲ့လက်ထဲကိုတမင်ထဲဖိခဲ့တာဆယ်စုနှစ်တနီးပါသူတို့9ယောက်ကဗြိတိန်ရဲ့မျက်လုံးနာဦးနှောင်လို့ခေါ်ရမယ့်နေရာတွေမှာအမြတ်လဲပြီးလူယူချက်မတမရကိုမော်စကိုစီပို့နေခဲ့ကြတယ်ဒါဆိုဘလူလုတ်ဒီကိစ္စကြီးပေါ်သွားတာလေအဖေက Project Venona အမေရိကန်ဟာဆိုဗီယက်သူတို့နဲ့လူယူကိုဒီကိုကြားပြတ်ဖီနိုင်ခဲ့တယ်အဲ့ဒီမှာသူတို့တွေ့လိုက်တယ်ဟိုမာဆိုတဲ့နာမည်ဝဲနဲ့တူလီယိုတယောက်ကဝါရှင်တန် DC ကဗြိတိန်တန်ယုံကနေနျူကလ িয়ার လူယူချက်တွေကိုပို့နေတာစုံစမ်းမှုတွေစတင်တန်တရားရှိသူစရင်ကချင်းလာမီဒေါ်နယ်မက်ကလင်စီမှာရပ်သွားတယ် MI6 ကမက်ကလင်ကိုစုံကြောင်းနိုင်ဖို့အဖွဲ့တခုဖွဲ့လိုက်တယ်အဲ့ဒီအဖွဲ့ရဲ့အကြီးအကဲက Ken Philby ကသူ့တငယ်ချင်းမက်ကလင်ကိုတတိပေးဖို့ Guy Burgess ကိုလွတ်လိုက်တယ်1950ခုနှစ်မှာမက်ကလင်နဲ့ Burgess ကိုနေရောက်တိုင်းလန်ဒန်ကသင်းဖော်တစီနဲ့ Soviet Union စီကိုထွက်ပြေးလူမျိုးတွားခဲ့တော့တယ်ဗြိတိန်တနိုင်ငံလုံးအကြီးမားကြီးတုံလုံးခဲ့တယ်ဒါပေမဲ့ဇလန်ကမပြီးသေးဘူး Philby ကငါဘာမှမသိဘူးလို့တွင်ငင်းတယ်သူ့ကိုတတ်တယ်မခါလုံးလို့ MI6 ကနေအိမ်ငိမ့်တန်းယူခိုင်းလိုက်ရုံပဲလုံနိုင်ခဲ့တယ်သူကအရှိအလဲပိုင်းမှာတရင်လောက်တယောက်တဆက်လာလုံနေခဲ့တယ်အဲ့ဒီအချိန်မှာပဲ Anthony Blunt သူလည်းတန်တရားဝင်ခံခဲ့ရတယ်ဒါပေမဲ့ Blunt ကဘာလုပ်လဲသူကဗျာမင်းကြီးပန်းကြီးကားတွေထိန်းဆောင်ရှောက်သူ Savior of the Queen's Pictures တဝင်းမိသားစုနဲ့အရန်နီးစပ်တယ်သူ့ကိုယ်သာလူသိရှင်ကြဖန်ဆီးလိုက်ရေးဗြိတိန်တဝင်းမိသားစုပါအရှိအရလည်နေခဲ့ဒါကြောင့် MI5 နဲ့ Blunt ကလူယူသဘောတရားကိုလုပ်ခဲ့တယ်မင်းတခါတည်းကွန်အမှန်တိုင်းပြော
ငါတို့ကမင်းကိုတရားဝင်တရားစွဲမှမဟုတ်ဘူးမင်းရတို့မှဆက်နေခင်ပြင်းမယ်လို့နောက်ဆုံးမှာတော့1963ခုနှစ်မှာကင်ဖီဘီလဲဘေရုညုံငန်နီဆိုဗီယက်တင်ပိုတစီပေါ်တက်ပြီးမော်စကိုစီထွက်ပြေးလွတ်မြောက်သွားခဲ့တယ် The Cambridge Five ဇလန်ကတာမန်တူလီယိုဇလန်တပုတ်မဟုတ်ပါဘူးဒါဟာကိုယုံကြည်အတွေးခေါ်တစ်ခုအတွက်ကိုနိုင်ငံကိုတငယ်ချင်းကိုလောက်ကန်ဖော်ကိုက်တွေကိုဘလို့အသက်စတေးခေကြတယ်လဲဆိုတဲ့ဇလန်မှာဒါဟာနိုင်ငံတစ်ခုရဲ့အမြင့်ဆုံးအတိုင်းဝိုင်းမှာတော့သူတော်ကောင်းတွေကိုမျက်စိမိတ်ယုံကြည်မိခဲ့တဲ့ဗြိတိန်အစိုးရရဲ့အကြီးမားဆုံးသင်ခန်းစာတစ်ခုလည်းဖြစ်ခဲ့တယ်ဒီသစ္စာဖောက်ခြင်းကြောင့်ဗြိတိန်และအမေရိကန်တို့ရဲ့အထူးဆက်ဆံရေးဟာဆယ်စုနှစ်များစွာတိုင်အကြောင်းထားခဲ့ရတယ်အဆုံးသည့်ဒီ9ယောက်ဟာသူတို့မှန်တယ်လို့ယုံကြည်တဲ့အရာတစ်ခုအတော့အရာအားလုံးကိုလက်ဖြန့်ခဲ့ကြတဲ့လူတွေပါပဲဒီဗီဒီယိုကိုကြိုက်နေတဲ့ရင် like and follow လို့တွားပေးပါအောင်အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါစို့